ကျွန်တော်မင်းကတော့ Slay Hawk Crab ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဆွေတော့ဖြစ်မော့နှစ်ပတ်မော့နှစ်ခုပေါ့နော်မော့နှစ်ခုထည့်ပြီးတော့လုံးဝဆောင်းရမိုင်းမော့နှစ်ခုထည့်တာပြီးတော့ကစားပြအောင်မှာဖြစ်ပါတယ် Okay ဒါနဲ့မမေ့နဲ့ဟောနော်ဗီဒီယိုလေးကို like subscribe လေးနှိပ်ခဲ့ပြီ Okay စားလိုက်ကြရအောင် Let's go ကျွန်တော်နေတဲ့တော့လည်းပဲဖြဲတီးတွေပေါ့နော်ဖြဲတီးတွေ့တော့ဖြဲတီးတူလဲ29တော့29စိတ်တီးရခဲ့နော်ကျွန်တော်ရဲ့ဒီရှေ့ဘိုင်အိုမှာဘိုင်အိုကတပိတ်သွားတူဖို့ဆုံးဖြတ်လိုက် Let's go လောစတော့တောင်းတက်နေရတယ်မယ်ဆိုပြီးတယ်ဒီကနေပြောလာဒီဘိုင်အိုပြောရမယ်ဆိုရင် brother သိမလားဒီဖြဲတီးပေါ်တော့ဗောနော်စားတာတော့တော့တိတ်စိတ်မှုစရာမလိုပေါ့ဒီဘိုင်ကိုဒီတော်တော်များများတိရအောင်တဲ့တိတ်လည်းမရှာဘူးဆိုတော့အေးရကျွန်တော်ဒီလိုနဲ့ပဲ store ခေကိုကျွန်တော်ရောက်ရှိသွားခဲ့တာဗောနော် store တွေတူတော့ကျွန်တော်ဒီတိုင်းပဲအပေါ်နေစင်းတော့သိမယ်နော်ကျွန်တော်လည်းကြောက်မယ်ကျွန်တော်စူပါမန်ဘာမှမဖြစ်ဘူးနှွေးပြီးနဲ့ကောက်စင်းမှာများအဲ့လေ damage လုံးဝ4 damage ဒီမှာဒါပါရည်တယ်ဟုတ်ဟိုလာတော့ကန်ကြီးအောင်ခုံရရှင်နောက်ပေါ်မီကြီးရတော့လည်းမင်းတက်ကလည်းမလားကျွန်တော်ဒီလိုနဲ့ပဲပေါ့နော်ကျွန်တော်ဒီတိုင်းပဲလိုက်သွားနေတာပေါ့နော်ကျွန်တော်ဟိုမှာ KV ကြီးတခုတွေ့ခဲ့တယ်မြတ်ကျွန်တော်ဒီ K ကိုသွားဖို့ကျွန်တော်စုပ်ပြတ်လိုက် Let's go သွားမယ်ဟိုဟာလေကျွန်တော် K ကိုမသွားခဲ့နေဒီဘက်နည်းနည်းလာတဲ့ချိန်မှာပဲလာဝကဲတခုကျွန်တော်တွေ့လိုက်တယ်မြတ်တော့တွေ့တယ်လာဝကဲတော်ကြီးကြဗျမီးကျွန်တော်ဆွဲနေနောက်တက်တော်ကြီးကမီလောက်နိုင်ချီတော့တော်များတော်ဒီဆိုပါကရောဟိုမှာတော့ဘယ်ပြောရမလဲတွားပြီးတော့ကြည်ရမှာကျွန်တော်ဒီခေကိုတွားမယ်ဘေးရှူလိုက်မှာတွေ့တော့ဘာလို့ဝါတော်ကြီးတွေ့ဒီဝါတော်တွားမယ် Let's go ရာတော့တွေ့ရတိုင်းဘန်ဘူးရတော်လေးကိုမြင်ရတယ်ဗျာကျွန်တော်ကလည်းဘန်ဘူးလေးကိုတူးတာပေါ့ကျွန်တော်တွေးလိုက်ဘန်ဦးတူးနေတော့မလဲခေထူးတွေ့တယ်နော်ကျွန်တော်ခေတယ်ကိုစေးကြီးမှလုံးမှာမစေးတော့ဆိုကျွန်တော်ပြတ်တက်လာလိုက်မီးတော့မရှိတော့မောင်မဲနေโอ้ปะนะကျွန်တော်တို့ကစောပါကိုပန်းတာတို့အော်နေတာလို့ပြောတာဟိုလာကျွန်တော်လည်း credit ပဲဂျပန်ဘူးနဲ့ပါလို့ရခဏကြည့်ရတယ်ဘန်ဘူးနဲ့ကြတော့ကျွန်တော်တို့ဒီဥစ္စာလုပ်ရမှာဒီဟိုလှေကအတက်စီလို့ရတယ်ဒီဥစ္စာဘန်ဘူးကအိတ်ဆောက်လို့ရတယ်ဒါဟုတ်တယ် bro ဒီတို့၄တော့အပုံစံဘန်ဘူးတွေလုပ်လိုက်ရှိအဲ့ဒါကျွန်တော်တို့ဘန်ဘူး house လို့ပါဆောက်လို့ရတယ်ဗျာအဲ့ဒီဘလော့တစ်ခုပြတော့မှဒီဘန်ဘူးအဲ့လိုပုံစံမျိုးကချက်ဖွဲ့ပေးရတယ်မီးရှိတယ်တလူနဲ့မူးကြောကနေဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ရရှာကိုစုပ်ပြတ်လိုက်တယ်ကျွန်တော်ဒီလိုနဲ့ပဲမြေအောက်ထဲမှာနေခဲ့တော့ဗောနော်ညဘက်တော့ရောက်သွားသူကတော့မတွေ့ခဲ့ဘူးစောပါခရတော့စူမီကိုင်းလို့တည်သွားလိုက်မင်းလို့ပဲချောသွားတာဒါမေးလို့ကျွန်တော်ဒီလိုနဲ့ပဲမိုးလေးရတီခဏဆောင်းလိုက်တယ်ဗျာဘွားတော့ချုံနေတာပေါ့အားလုံးပဲမိုးလေးမှပြတွေ့ကြမှာနော်โอเคမိုးလေးတီးဆောက်လိုက်ကြရအောင်ကြာနေဟောဒီလိုနဲ့ပဲကျွန်တော်တို့မိုးလေးမှာခဲ့တာပေါ့နော်ကျွန်တော်အနေနဲ့မိုးလေးတော့အဲ့ရလောက်တဲ့စုံပြလိုက်မယ်နော်တဲ့ဟိုလေတိုးရှောက်ဖို့အိုးဒီမှာကျွန်တော်100နဲ့ချိန်တာတယောက်ကြည့်နော်အဲ့ဒါပြေးရမယ်ကျွန်တော်ကြီးလာတဲ့ချိန်ပါပဲတွေ့ကျင်တော့မကောင်းပြန်ပြီအဲ့တော့ဒီဘက်တော့မှတိုးမရှိတဲ့ကျွန်တော်အနေနဲ့ဟိုဘက်တော့မှတိုးရှောက်စိုးဖြစ်တယ်နော်ဒီကကျွန်တော်တိုးတော့ရှောက်ရမယ်โอเคတိုးရှောက်လိုက်ကြရအောင်โอเค
တွေ့လိုက်ရှာ ကျွန်တော်ဗါလေတိုးမွေးသွားရှာလို့ဆိုတိုးမွေးကတော့နှစ်တောက်ပဲရတယ်ဗျာမိုးချောလို့အမြဲပြက်ပြေးလာခင်ရတာပေါ့အေးမနေပြေးလာရတော့ရတော့မိုးချောကျွန်တော်နေကျူထားလိုက်မယ်နော်မိုးလေးကတော့ကျွန်တော်နေလေအရှောက်စုပ်ဖြစ်နော်တိုးမွေးရတော့တော်တော်လေးအရှောက်စုပ်ရဲ့好贵啊！ကျွန်တော်တငယ်ယူဝင်တော့ကျွန်တော်တငယ်ယူတော့အယူရောအဲ့ရလုံးကိုစုပ်ပြလိုက်ပါတည်တယ်တော့နောက်တော့တိတ်ပြီးတုံးဝဲဆက်ချတယ်သူတို့နဲ့ပဲကျွန်တော်တို့အဲ့ရရှာနေအဲ့ရပါတွေ့တယ်နော်ကျွန်တော်တငယ်ယူတော့ရခဲ့တယ်ပေါ့နော်နဲ့ပဲကျွန်တော်ကော့ပါကျူခဲ့တယ်နော်ကော့ပါဆက်ကျူတာပေါ့โอเคနောက်တစ်ပြကြမှာလားတို့ let's go ဟိုလေဝါတော့ကျွန်တော်တို့အပြည့်ကျွန်တော်ကျူတာတော့ကော့ပါတစ်ချက်ကြည့်လိုက်တယ်နော်24ဦးတည်းရဆိုတော့ကျွန်တော်ကော့ပါအမစခရတယ်မြာဟာပြတာဘာလဲမသိ Oh my gosh အော်ဒီတမ်းမပေါ်တာဖြစ်မှာပါလေဒါဆန်ဖြစ်ဖို့များတယ်ဒါဆိုအဲ့တော့တက်လာဖြစ်တော့ဘာအမအစုံလောက်ရတော့နော်နော်ဆိုလောက်ပြီးတော့ကျွန်တော်ဘာလို့ရကောင်းလို့စဉ်းစားတော့အပါလို့ရမလဲဆိုတော့နော်ကျွန်တော်တို့စဉ်းစားနေတော့ကောပါအမလို့ကောဖို့ပြတော့အမိတလို့ကျွန်တော်နောက်ပြီးတော့ကျွန်တော်ကောပါအမတွေကတော့လောက်သွားဆိုတော့ကျွန်တော်အနေနဲ့ကောပါဆော့တစ်ချောင်းရယ် ticket တစ်ချောင်းလောက်လိုက်နော်โอเคရပြီစတောပစ္စည်းတွေခဏသိမ်းလိုက်နော်နောက်ပြီးတော့ကျွန်တော်တကယ်စောပါခရက် join လာတာပဲဖြစ်တယ်တော့လည်းကျွန်တော်တူတွဲကျွန်တော်အဲ့ရတူလုပ်ပြီးဆိုပြလိုက်ဒါပေမဲ့တက်တာလို့ Okay ရပါလေအားလုံးတက်တာတက်ဖို့ Let's go တော့တက်တော့ခေါ်ဝယ်ရှိတယ်နောက်မှကြည့်လိုက်ခွေးပါပေါက်အောင်မြေဖိုးဖိုးကြည့်လိုက်အောက်မှာခိုးတွေအများကြီးဖြစ်တယ်ကျွန်တော်လည်းခိုးပြရတာပေါ့နော်လာပါရမယ်နင်းရပါခိုးတော့ခိုးတော့မတူတော့ကျွန်တော်ထားအောင် Okay ကျွန်တော်ပို့လိုက်ပါဘောနော်ကျွန်တော်ဒီလိုနဲ့ပဲတစ်စား12ခုတူပြီးတော့ကျွန်တော်အိတ်ပြခဲ့ရပါတော့ကျွန်တော်ဆိုပါတော့ကျွန်တော်အဲ့ရလုပ်ပြီးပေါ့နော်ရ12ခုရကျွန်တော်အိတ်ပြန်မယ်ဟို60 Okay အဲ့မှာတော့ပတ်ပါနော်ဒီမှာပတ်တယ်ဒီကျွန်တော်လုပ်ပြလိုက်အဲဒီမှာဒါတော့ကျွန်တော်အသားကြီးစောပေါ့တော့လည်းဒီနေ့ထင်ပါမပြောတယ်ကျွန်တော်ဒီမြေထဲမှာကျွန်တော်ဒီအောက်ကျတော့တက်တာရယ်ဖုန်းဆိုနော် Okay ခေါ်လိုက်ကြအောင် let's go ကျွန်တော်လည်းဖိုးလို့ပြီးသွားခဲ့တာပေါ့နော်ကျွန်တော်တငယ်ကြီးစောပါစီကျွန်တော်ခဏသွားအောင်ပေါ့နော်ကြည့်အောင်တော့ခေါ်မှာပေါ့ကျွန်တော်ဒီစောပါတော့ခေါ်လိုက်ကြအောင်တော့ခေါ်မလို့ရုံပါပဲစောပါခေရနဲ့ချော်ရတာနော်ဒါကျွန်တော်ကလည်းဒီတိုင်းပဲထားရတာပေါ့နော်အဲ့နည်းနည်းဘယ်လိုပြောရမလဲနည်းနည်းကြီးအောင်လုပ်လိုက်တာပေါ့နော်ခဏကျွန်တော်60လူပဲပြောနော်ကျွန်တော်စာပြတ်ဆောက်မယ်ကျွန်တော်လည်းအိမ်ဆောက်ပြီးပါဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာကြည့်ရှုပေးတဲ့ညီကောင်မောင်နှမအားလုံးလည်းအများကြီးကိုကြည့်ရှုတင်ပါတယ်ဒါနဲ့မမေ့ပါနဲ့အောင်နော် like subscribe နေပြီကို okay အားလုံးပဲ bye bye